ရှေးတုန်းကရွာငယ်လေးတရွာမှာဦးဆက်အေးဆိုတဲ့အလွန်အလုပ်ကြိုးစားပြီးရိုးသားတဲ့လယ်သမားကြီးတယောက်ရှိပါတယ်။သူ့မှာပြင်းရည်ပြီးအလုံးမလုံးချင်တဲ့သား၃ယောက်ရှိတာပေါ့။ဦးဆန်အေးဟာသူ့အသက်ကြီးလာတဲ့အခါမှာငါမရှိရင်ငါသားတွေဘလို့စားတောက်ကြမလဲဆိုပြီးအမြဲတမ်းစိုးရိမ်နေခဲ့ပါတယ်။ တနေ့တော့ဦးဆန်အေးဟာအိယာထဲမှာဖျားနာပြီးလဲနေပါတယ်။သူကသူ့ရဲ့သား၃ယောက်ကိုအနားကိုခေါ်ပြီးဒီလိုမှကြားလိုက်ပါတယ်။သားတို့အဖေဟာအခုတော့အိုမင်းမစွန့်ထင်နေပြီ။အဖေတို့ရဲ့လဲကွာထဲမှာဘိုးဘွားတွေမြုပ်နှံထားခဲ့တဲ့ယရနာအိုးကြီးတစ်လုံးရှိတယ်။အဖေကတော့ဘယ်နေရာမှာမြုပ်ထားလဲဆိုတာအတိအကျမမှတ်မိတော့ဘူး။အဖေဆုံးသွားရင်တော့သားတို့အဲ့ဒီယရနာအိုးကိုရှာပြီးခွဲဝေယူကြပါ။မကြခင်မှာပဲဦးဆန်အေးဟာကွယ်လွန်သွားခဲ့ပါတယ်။ဖခင်သစ်သူဆုံးသွားပြီးနောက်မှာတော့ပြင်းလာတဲ့သား၃ယောက်ဟာရတနာအိုးကိုရလို့စောနဲ့လေခွက်ကျဲကိုအပြေးအလွှာသွားကြပါတယ်။သူတို့ဟာတနေ့လုံးမနာတတ်နဲ့လေခွက်တစ်ခုလုံးကိုနှက်နှက်ဆက်ဆက်တူးဆွကြတော့တာပေါ့ပထမနေ့လေခွက်တဲ့မြောက်ဘက်ချမ်းကိုတူးကြတယ်ဘာမှမတွေ့ဘူးဒုတိယနေ့တောင်ဘက်ချမ်းကိုထပ်တူးကြတယ်ဘာမှမတွေ့ပြန်ဘူးတတိယနေ့တလဲပင်လုံးကိုမြေကြီးတွေနူးညံ့သွားအောင်ထိအကုန်တူးဆွတ်လိုက်ကြပေမဲ့ရတနာအိုးကိုလုံးဝရှာမတွေ့ခဲ့ကြပါဘူးတားအကြီးဆုံးကငါတို့အဖေငါတို့ကိုညာသွားတာလားမသိဘူးဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြောပါတယ်အဲ့ဒီအချိန်မှာရွာကဖင်ကြားရှိလူကြီးတယောက်ရောက်လာပြီးမင်းတို့မြေကြီးတွေလည်းအကုန်တူးပြီးပြီပဲဒီအတိုင်းထားရင်နှမျောစလာကြီးစပားလေးပဲကျဲလိုက်ကြပါလားလို့အကြံပေးပါတယ်သား၃ယောက်လည်းဟုတ်သားပဲဆိုပြီးမြင်ညက်နေတဲ့လဲခွက်ထဲမှာစပားတွေကျေးလိုက်ကြပါတယ်ထူးဆန်းတာကမြေကြီးကိုတေချာတူးဆွတ်ထားလို့စပားပင်တွေဟာတခြားသူတွေတဲ့ပုံမိုးတန်ဆွမ်းပြီးအောင်မြင်ဖြစ်ထွန်းလာပါတယ်ရိတ်သိမ်းတင်ရောက်တဲ့အခါမှာတော့လေခွက်ထဲကနေရွှဲဝါရောင်စပားတွေအများကြီးထွက်ရှိလာပြီးအဲ့ဒီစပားတွေကိုရောင်းလိုက်တဲ့အခါမှာတော့ငွေကြီးအမြောက်အများရရှိခဲ့ပါတယ်သား၃ယောက်ဟာအဲ့ဒီတော့မှသူတို့အဖေပြောခဲ့တဲ့ရတနာအိုးဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့အိုးမဟုတ်ပဲစူးစမ်းအားထုတ်မှုကြောင့်ရရှိလာမယ့်အသီးအပွင့်ဆိုတာကိုနားလည်သွားကြပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ဟာပြင်းရည်ချင်းကိုစွန့်လွတ်ပြီးအလုတ်ကိုစူးစမ်းလုပ်ကိုင်ရေးချမ်းသာကြွယ်ဝသွားကြပါတော့တယ်။ကဲကလေးတို့ကြီးဒီပုံပြင်လေးကိုကြည့်ရင်ဦးဆန်ရေးရဲ့သား၃ယောက်ဟာမြေကြီးထဲမှာရွှေအိုးကြီးရှိတဲ့အထင်နဲ့ပင်ပန်းတူးခဲ့ကြတာကိုတွေ့ရမှာပါ။တကယ်တော့သူတို့ရှာတွေ့လိုက်တဲ့ရေဒနာဟာမြေအိုးတွေကရွှေလီမဟုတ်ပဲသူတို့ကိုယ်တိုင်စိုက်ပျိုးထုံလုပ်လိုက်တဲ့လှုပ်အားရလက်တွေပဲဖြစ်ပါတယ်။လောကမှာဘယ်အရာမှအလကားမရသလိုအဲ့နေုံနဲ့လည်းချမ်းသာမလာနိုင်ပါဘူး။မိမိရဲ့ဇွဲဝရိယနဲ့စ조사အားထုတ်မှုဟာသာဘယ်သူမှခိုးယူလို့မရတဲ့အစစ်အမှန်ဆုံးယရနာပါပဲ။ဒါကြောင့်ကလေးတို့လည်းတနေ့မှအောင်မြင်ခြင်းတဲ့ဆိုရင်ဦးဆန်ရဲ့သားတွေလိုပဲပြင်းရည်ကျွင်ကိုစွန့်လွတ်ပြီးအလုတ်ကိုစ조사လောက်ကင်ကြဖို့အဖိုးကတိုက်တွန်းခြင်းပါတယ်။စ조사တဲ့သူတိုင်းဟာတနေ့မှမိမိတို့ရဲ့ကိုယ်ပိုင်ယရနာဦးကြီးကိုမလွဲမသွေပိုင်ဆိုင်ခွင့်ရကြမှာဖြစ်ပါတယ်ရှင်။